လူတွေရဲ့ဘဝကိုပြောင်းလဲပေးနိုင်တာကငွေလားပညာလားအခွင့်အရေးလားတကယ်တော့လေလူသားတွေရဲ့ဘဝကိုအကြီးမားဆုံးပြောင်းလဲပေးနိုင်တာကလူတွေရဲ့အုံနောက်ပါဒီနေ့မှာဆွေးနွေးမယ့်အကြောင်းအရာကလူသားတွေရဲ့အုံနောက်ကပိုလိုချင်တယ်လို့ပြပြင်ပြောင်းလဲနိုင်တယ်ဆိုတဲ့အကြောင်းအရာကြီးအကျင့်စရိုက်တွေအတွေးခေါ်တွေဘဝပုံစံတွေကိုဘယ်လိုပြောင်းလဲပေးနိုင်တယ်ဆိုတဲ့အကြောင်းအရာကိုပြောပြပေးချင်ပါတယ်အဲ့တော့အုံနောက်ဆိုတာပါလေအုံနောက်ကလူခန္ဓာကိုယ်ရဲ့ကအရေးကြီးဆုံးအင်္ဂါအစိတ်ပိုင်းတစ်ခုပေါ့နော်နှလုံးကတွေးပို့ပေးတယ်အဆုတ်ကတက်ရှူတယ်ဒါပေမဲ့ဘလို့စဉ်းစားမလဲဘလို့ခံစားမလဲဘလို့ဆုံးဖြတ်မလဲဆိုတာဒီကိုတော့အုံနောက်ကထိန်းချုပ်တယ်အဲ့တော့လူတယောက်ရဲ့အနာဂတ်ကတော့ဒီအုံနောက်ထဲမှာရှိတဲ့အတွေးတွေနဲ့ဆုံးဖြတ်ချက်တွေပုံမှုတည်ရဲပေါ့နော်လူတွေရဲ့အနာဂတ်ကအဲ့တော့အုံနောက်ကပြောင်းလဲနိုင်လားရှင်တော့ကတော့သိပ္ပံပညာရှင်တွေကအုံနောက်ကတစ်ခါဖွင့်ပြောပြီးရင်မပြောင်းလဲလို့ဘူးထင်ခဲ့ကြတယ်။ငယ်တော့ဆိုရင်လူကြီးတွေပြောရဲစကားမှတ်မိကြတာ။အသက်ကြီးလာလို့ရှိရင်ပေစာကြက်လို့မရတော့ဘူးစာရင်မမှတ်မိတော့ဘူး။မှန်တယ်ကမဟုတ်ပါဘူး။တစ်ခုလုံးမှလေလုံးဝအသက်မကြီးရဆိုလို့အုံနောက်တစ်ခုပဲရှိတယ်။မှန်တယ်ကအသက်ကြီးလာလို့ရှိရင်စာကြက်လို့မရတာမဟုတ်ဘူး။တက်ကြီးလာလို့ရှိရင်လုပ်ငန်းဆောင်တာတွေကလည်းများလာပြီ။ဒီလိုကာသမီးရှိလို့ရှိရင်လည်းကာသမီးတွေဝေယဝိစာတွေပါလောက်ရဆိုတော့ဒီစာချက်ပို့ကိုအချိန်မပေးနိုင်ဘူးအဲ့ဒါကြောင့်စာမှုပွဲအမှတ်ကနည်းမယ်အဲ့ဒါကြောင့်ပါအခုခေတ် neuroscience ပညာရပ်ကလေအရန်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတစ်ခုပြခဲ့တယ်အဲ့ဒါက neuroplasticity အုံနောက်ကအသစ်တော့အတွေ့အကြုံတွေအလေ့ကျင့်တွေကြောင့်သူ့ကိုယ်သူပြန်လည်ပြီးစောင့်နိုင်တယ်တနည်းပြောရလို့ရှိရင်လေကိုနေ့တိုင်းပါရီလုပ်နေလဲဆိုတာကကိုယ့်ရဲ့အုံနောက်ကိုတည်ဆောက်နေတဲ့အရာပေါ့နော်အဲ့တော့ဒီ habit တွေကလေအုံနောက်ထဲမှာဘယ်လိုဖြစ်လာတာလဲဒီအလေးချင်းတွေကလေတရက်တည်းတော့မဖြစ်လာနိုင်ဘူးဥပမာအားဖြင့်ဆိုလို့ရှိရင်နေ့တိုင်းပေါ့နော်မနေ့အစောထပြီးဖုန်းသုံးတဲ့လူရှိရဆိုပါတော့သူကအစပိုင်းမှာတော့စိတ်ဝင်စားလို့ဆိုရင်ဖုန်းကောက်ဖွင့်လိုက်တယ်တဖြည်းဖြည်းနဲ့အုံနောက်ကကြည့်ရအောင်ပျော်စရာလို့သတ်မှတ်လိုက်တယ်ပေါ့နော်အဲ့ဒီအခါမှာဒီကိုယ့်ရဲ့မိုးလေးနာနဲ့ဖုန်းသုံးတဲ့အချိန်က automatic ကြီးဖြစ်လာတယ်အဲ့ဒါကြောင့်လူတော်များများပြောရပေါ့နော်ငါဒီတာရုပ်ငါဖုန်းမသုံးချင်ဘူးဒါပေမဲ့ငါဖုန်းဆွဲနေတယ်အဲ့လိုမျိုးပြောကြတာဒီတော့လေကိုယ့်ရဲ့အုံနောက်ကဒီလမ်းကြောင်းကိုအလေးကျင့်တစ်ခုဖြစ်တိစောက်ထားပြီးသားဖြစ်နေလို့ကိုကမိုးလင်းတာနဲ့ဒီဖုန်းသုံးနေရပါတော့ဒါဆိုရင်ဒီမကောင်းတဲ့အချက်တွေကိုပြောင်းလဲလို့ရလားဆိုရင်အဖြေတိုင်းရတယ်ဒါပေမဲ့တရက်ထဲတော့မရဘူးအုံနောက်ကလေ repetition ကိုကြိုက်တယ်နေ့ရက်ထက်ကတည်းကလုပ်နေတဲ့အရာတွေကိုဒါတွေကအရေးကြီးရယ်ဆိုပြီးအုံနောက်ကသတ်မှတ်လိုက်တယ်ဥပမာ meditation လုပ်တာစာဖတ်တာ exercise လုပ်တာ positive thinking လုပ်တာ positive thinking တွေးတာအင်္ဂလိပ်စာကို practice လုပ်တာအဲ့ဒီအရာတွေကိုနေ့ရက်လို့ရှိရင်လေကိုယ့်ရဲ့အုံနောက်ကဒီ pathway လမ်းကြောင်းအသစ်လေးတွေတိဆောက်လာတယ်တဖြည်းဖြည်းနဲ့ကိုယ်အရှင်ကမလုံနိုင်ဘူးလို့ထင်တဲ့အရာတွေကိုကိုကလုံနိုင်ရတယ်ဒီ negative thinking ကအုံနောက်ကိုဘယ်လိုထိခိုက်တာလဲဆိုရင်လူတယောက်ကနေ့တိုင်းငါမတော်ဘူးငါမလှဘူးငါမအောင်မြင်နိုင်ဘူးလို့စဉ်းစားနေလို့ရှိရင်အုံနောက်ကလေအဲ့ဒီအတွေ့အကြုံတွေကိုအမှန်တရားဆိုပြီးလက်ခံလိုက်မယ်အဲ့ဒါကြောင့် self confidence တွေကျလာတယ် motivation တွေပျောက်လာတယ် fears တွေများလာတယ်ဒါပေမဲ့နေ့တိုင်း positive affirmation တွေပြောပြီးကိုယ်ကိုယုံကြည်မှုရှိရဆိုရင်တော့အုံနောက်ကလည်းဒီလူကယုံကြည်မှုရှိနေပြီဒီလူကတော်နေပြီဆိုပြီးတော့ပြောင်းလဲလာတယ်နောက်တစ်ခု meditation ကအုံနောက်ကိုဘယ်လိုပြောင်းလဲစေလဲပေါ့နော် meditation လုပ်တဲ့အခါမှာအုံနောက်ကပိုပြီးတည်ငြိမ်လာတယ် stress တွေလျော့လာတယ်စိတ်တွေလျော့လာတယ် focus တွေပိုကောင်းလာတယ်ဒီတိတ်မြန်ရှင်တွေမှာတော့ meditation နေရာလုပ်တဲ့လူတွေအုံနောက်ကလေ calmness နဲ့ emotional control တွေပိုကောင်းလာတာကိုတွေ့ရတယ်ပေါ့နော်အဲ့ဒါကြောင့်အောင်မြင်လို့တော့များကောင်းတဲ့ meditation လုပ်ကြတာအုံနောက်ကိုပြန်ပြီးစောင့်နေလည်းရှိလားဆိုရင်ရှိတယ်နက်ခင်မှာ morning routine တစ်ခုထားပါနော်မစောထားပြီး positive energy နဲ့စားပါဖုန်းလုံးဝမသုံးပါနဲ့ social media တွေသုံးတာများလို့ရှိရင်လေကိုယ့်ရဲ့အုံနောက်က focus တွေလျော့သွားတတ်တယ်တစ်ခုခုကိုအာရုံမစိုက်နိုင်တော့ဘူး exercise လုပ်ပါခန္ဓာကိုယ်လှုပ်ရှားမှုကလေကိုယ့်ရဲ့အုံနောက်ကိုပါအားကောင်းစေတယ်စာဖတ်ပါစာဖတ်ခြင်းကအုံနောက်ကို train လို့ပဲကိုယ်ကနေ့တိုင်းဒီ body အတွက်အစားအစာတွေစားရတယ်မလားအဲ့လိုပဲကိုယ့်ရဲ့ဒီအုံနောက်အတွက်ဆိုလို့ရှိရင်လည်းအစာကျွေးရတယ်အဲ့ဒါတော့စာဖတ်ခြင်းပါနံပါတ်5 positive environment နဲ့မှာပဲနေပါကိုယ့်ရဲ့နားမှာ negative လူတွေများလို့ရှိရင်ကိုယ့်ရဲ့စိတ်ပါ depression တွေဝင်လာနိုင်တယ်အဲ့တော့အရေးကြီးဆုံး message ကလူတွေများများကငါဒီလိုပဲတွားတော့မှာလားငါတက်လို့မပြောင်းလဲနိုင်တော့ဘူးလားဆိုပြီးထင်ကြတယ်ဒါပေမဲ့တကယ်တော့ကိုကပြောင်းလဲလို့ရတယ်အဲ့တော့ကိုနေ့တိုင်းဘာတွေလုပ်နေလဲဘာတွေစဉ်းစားနေလဲဘယ်လိုလူတွေနဲ့နေတယ်လဲအဲ့ဒါတွေကကိုယ့်ရဲ့အုံနောက်ကိုတိဆောက်နေရပါအဲ့ဒါကြောင့်ဒီနေ့ကစပြီးကိုယ့်အုံနောက်ကိုကိုယ်တိုင် train လို့ရပါတယ်
ကောင်းမွန်တဲ့ habit တွေ good habit တွေကိုတည်ဆောက်ပါ positive thought တွေမွေးပါနေ့တိုင်းတစ်ဆင့်ချင်းသွားပါလို့ပြောချင်ပါတယ်အားလုံးပဲမင်္ဂလာရှိသောနေ့လေးဖြစ်ကြပါစေ